အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီတာတန်ဖိုး 0.74 ဖြစ်သွားတယ်ဒီနေရာလေးပေါ့နော်60ပြီးတဲ့အခါကျတော့သူကဒီမှာအောက်မှာ14က h ကို14လို့ယူပြီးတော့ထည့်လိုက်တာတကယ်တမ်းသူ့ရဲ့ဒီအခု1445မှာဆိုရင်သူ့ရဲ့ဒီပေါ့နော်height ကဘယ်လောက်ရှိလဲဆိုပြီးတော့တွားကြည့်တယ်ဒီမှာတော့ h လို့ပြောပြီး h လို့ပြောတာပေါ့နော်အဲ့ဒီဥစ္စာလေးကဒီ14.66ကဒီ table ထဲမှာဆိုရင်ပါရှိဒီ14.66ကတကယ်တမ်းဒီတန်ဖိုးပေါ့နော်ဒီတန်ဖိုးတွေကနေပြီးတော့ဒီဥစ္စာကဒီ flange ရဲ့ thickness တစ်ခုစာကိုနှုတ်ထားတာအဲ့တော့သူက flange ရဲ့ thickness ဒီဆိုတာ overall depth ပေါ့နော် overall depth ကနေ flange ရဲ့ thickness တစ်ခုစာကိုနှုတ်ထားတာအဲ့ဒါလေးနဲ့သူကပြန်စားပေးတာပေါ့နော်ဒါကတော့အတိအကျပေါ့ရှေ့မှာကျတော့14လက်မဆိုတာကတော့သူကပေါ့ဒီအကျဉ်းမြင့်အဖြစ်သူကဖြစ်ထားတဲ့တန်ဖိုးပေါ့နော်သတ်မှတ်ထားတဲ့တန်ဖိုးလေးဖြစ်တာပေါ့ဆိုတော့အဲ့ဒါလေးနဲ့နှောက်လိုက်တဲ့အခါကျတော့ ms တန်ဖိုးရလာတယ်တနည်းအားဖြင့်ဆိုရင်သူ့ကိုနည်းနည်းနှောက်လိုက်ရင် my ဖြစ်သွားမှာပေါ့နော်အဲ့တော့ဒီဥစ္စာလေးကိုသူကပြန်ထည့်လိုက်တယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ပထမတွက်ခဲ့တဲ့ဥစ္စာပေါ့ဒီမှာဆိုရင်389စနစ်နဲ့အဲ့ဒါကဒီရှေ့ပိုင်းဟာကိုရှင်းလိုက်ရင်ဘယ်လောက်ရလဲဆို144ရတယ်အခုနောက်ရှေ့ပိုင်းကဒီဟာရဲ့ရှေ့ပိုင်းက portion လေးကမပြောင်းလဲဘူးနောက်ပိုင်း portion လေးမှာမှဒီနေရာလေးမှာပြောင်းသွားမှာနောက်က SH by SY မှာလည်းပြောင်းသွားမှာဆိုတဲ့အခါကျတော့အဲ့ဒီနေရာအတွက်ကိုပြန်တွက်တာပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဘာဖြစ်လာလဲဆိုတဲ့အခါကျတော့ဒီနေရာမှာ SH by SY တန်ဖိုးရယ်ဒီနေရာက MS တန်ဖိုးလေးမှာပြောင်းပြီးတော့ထည့်လိုက်တဲ့အခါကျတော့220ဆိုပြီးတော့ရတယ်အဲ့ဒါလို့ဆိုတဲ့အခါကျတော့သူကအဲ့ဒီခါကျတော့သူကနေပြီးတော့14145ကိုပဲရွေးလိုက်တော့မယ်သူကတော့232ဖြစ်တာ哦ဆိုတဲ့အခါကျတော့နောက်ဆုံးအနေနဲ့ကျတော့ဒီ second လေးကိုဝင်ပေးရမယ်နောက်ဆုံး second လေးက MUH by SH plus MUY by SY ဆိုတဲ့ဥစ္စာလေးအဲ့တော့ဒီမှာဆိုလို့ရှိရင်သူကသူရဲ့ section နဲ့ MUH က389ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲရှေ့မှာပြောခဲ့တဲ့လိုမျိုးပဲဒီ389ပဲဒါလေးပဲเนาะဒီနေရာမှာ SH ဖြစ်သွားမှာပေါ့เนาะ MU1 ကကြလို့ရှိရင်39.1အပေါ်မှာထည့်ထားတဲ့တန်ဖိုးဖြစ်တယ် SY နဲ့စရင်အဲ့ဒီတန်ဖိုးလေးဟာဒီနှစ်ခုပေါင်းခြင်းဟာဆိုရင် 5BFY နဲ့လဲရမယ်ပေါ့အဲ့တော့သူ့ရဲ့ဥစ္စာလေးကဒီကောင်လေးနဲ့နောက်ဆုံးချက်ပြင်ဝင်ပေးရမယ်ဒီအောက်ပိုင်းလေးကတွက်เสียရမလို့ဘူးလားဒီမှာလေးနည်းနည်းလေးဒီဆက်လိုက်ဒီဟွာလေးမှာကျတော့နည်းနည်းလေးမားနေတာလေးတွေရှိနေတယ်အဲ့ဒါကြောင့်ဘာဖြစ်လဲဆိုတော့ကျောင်းမှာပြင်ထားတဲ့ note တွေကိုဒါဟွာပေါ့နော်မိတ်ကူဆဲပြီးတော့ကြည့်စေချင်တယ်ပေါ့နော်အခုဒီပု္ပ္ပစာလေးကတော့ဒီလောက်ပဲပေါ့နော်